ကဲလာပါပြီဗျာကျွန်တော်ကတော့ရှက်ဝေလေးပါအရင်နေ့ကမိတ်ဆက်ထားတဲ့ဟင်းဝဲလေးကိုဒီနေ့မှပြန်ပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူဟင်းဝဲလေးရဲ့အစားအဆုံးလေးကိုလိုက်ကြည့်ပေးကြပါဦးဗျာအခုမြင်နေရတာတော့ပါဝင်ပစ္စည်းလေးတွေရဲ့ကျူတင်ပြင်ဆင်မှုလေးပဲဖြစ်ပါတယ်ဗျဒီဟင်းဝဲလေးကတော့ယူရီးယားဟင်းဝဲလေးဖြစ်ပါတယ်ဗျာယူရီးယားဟင်းဝဲဖြစ်တဲ့အတွက်ယူရီးယားကချာလေးတွေထည့်ထားပါတယ်ဗျာပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ရှောက်ဘလူးရွက်ပါမယ်ဂျင်းကျက်သွန်ဖြူအရေးထောင်းထားတာပါမယ်စားပဲနှလုံးပါမယ်ငဖဲချက်ကတော့30သားလောက်ထည့်ထားပါတယ်ဗျအခုဆိုရင်တော့အနမ်းရတာလေးစထည့်ပါပြီဗျဂျင်းကျက်သွန်ဖြူအရေးညှစ်ထားတာလေးထည့်မယ်ရှောက်ရွက်ပပလီထားတာလေးထည့်မယ်ပဲသီးတောင်အရှိပပလီလီထားထည့်မယ်ပြီးငရုတ်သီးနီအရှိထည့်မယ်ပေါ့ဗျဘရကာရီပေကတော့15 gram လောက်ထည့်ထားတယ်ရတာအနေနဲ့ကတော့တခြား3 gram ထည့်ထားတယ်စက်သားမုတ်က3 gram ထည့်ထားတယ်ပဇွန်တန်းလေးကတော့3 gram လောက်ထည့်ထားပါတယ်ဗျစီမွေးလေးတစ်ပေါက်2ပေါက်ထည့်မယ်ရုပ်ကောင်လေးကတော့1 gram လောက်သုံးမယ်ဗျကျဲဥအနှစ်တစ်လုံးဆက်ထည့်မယ်ကော်မုတ်ကတော့15 gram လောက်သုံးလိုက်ပါတယ်ဗျပြီးတာနဲ့ရောသမမှွေပြီးတော့နေပါမယ်ဗျငဖဲကတော့နည်းနည်းမာအောင်ရိုက်ပေးလိုက်ရင်ပိုကောင်းပါတယ်ဗျခုဆိုရင်တော့လက်အိတ်လေးကိုကျွန်တော်စီဆွတ်ခြင်းဖြစ်ပါတယ်ဗျလက်အိတ်လေးကတ်မှာဆိုးလို့ပေါ့ဗျာပြီးတာနဲ့ငဖဲကိုနှလုံးခွဲလိုက်မယ်စားပဲဥနှလုံးကိုလည်းငဖဲနှလုံးစီမှာတစ်လုံးစီအစာသွတ်လိုက်မယ်ပေါ့ဗျာဟုတ်ပြီဗျစားပဲဥကိုတော့အလဲညီညီလေးရအောင်တော့ထည့်ပေးပါဗျဘာဖြစ်လို့လဲဆိုတော့သူ့ပြန်ခွဲတဲ့ချိန်မှာညီညီညာညာလေးဖြစ်သွားအောင်လို့ပေါ့ဗျာငဖဲကိုလုံးတဲ့ချိန်မှာလည်းဘဲဥပုံတံလေးပေါ့ဗျာဟိုဘက်ချွန်ဒီဘက်ချွန်နဲ့လုံးဝဘဲဥပုံစံမျိုးလေးပဲလုံးပြီးပို့ပြီးတော့လှပါတယ်ဗျပြန်လီးတဲ့ချိန်မှာလည်းကြီးလို့ကောင်းပါတယ်ဗျမီးမွေးပြီးရဆိုတာနဲ့စီစထည့်ယူပေါ့ဗျာစီကတော့ငဖဲလုံးလေးမြုပ်ယုံလောက်ပဲထည့်တာပိုကောင်းတယ်ဗျသူကြော်တဲ့ခါမှာပေါ့နော်မီးလေးနဲ့ကြော်ပေးမယ်ဘယ်ညာလေးလှည့်ပေးမယ်3 မိနစ်ခွဲ4 မိနစ်လောက်ဆိုရင်ကြက်ပြီဗျသူကအကြက်လည်းမြန်ပါတယ်ပေါ့နော်မီးလေးနဲ့ဘယ်ညာလေးကိုဖြည်းဖြည်းချင်းလေးလှည့်ပေးပါဗျကျွန်တော်ပြောပြနေတဲ့ချိန်မှာပဲစပြီးတော့ငဖဲကြော်လေးကအစရပါပြီဗျငဖဲကတော့ကြော်နေတဲ့ချိန်မှာတော့နည်းနည်းဖောင်းတယ်ဗျပြီးတာနဲ့သူ့ဘာသူပြန်ပြီးကြာသွားမှာပေါ့ဗျโอเคဗျကျွန်တော်ကတော့ငဖဲတစ်လုံးကို4 စိတ်ပဲစိတ်ပါတယ်ဗျသူ့ရဲ့အရသာကတော့ပူပူဆက်ဆက်လေးမွေးလေးနဲ့တော်တော်လေးစားလို့ကောင်းတဲ့ဟင်းဝဲတစ်ပွဲပါပါတယ်ဗျသူ့ကိုဗာနဲ့တွဲစားမလဲဆိုရင်စီဘူးစောတို့ကြက်ဖားစောတို့နဲ့ပဲတွဲစားလဲအဆင်ပြေပါတယ်ဗျလိုက်ဖက်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးနေကြတဲ့ဘော်ဒါတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့နောက်လဲမီနူအသစ်ဆန်ဟင်းဝဲအသစ်ဆန်လေးတင်သွားဖို့ရှိတဲ့အတွက်ကျွန်တော်ကို like and follow လေးလုပ်သွားကြပါဦးလို့မရှင်းတာနားမလဲတာရှိရင်လည်းမေးမြန်းလို့ရသလိုဝေဖန်အကြံပြုလို့လည်းရပါတယ်ခင်ဗျခုမြင်နေရတော့ဟင်းမွေးရဲ့ပြင်ဆင်မှုပလိတ်တင်ပိုင်းလေးပါဗျโอเคလေနောက်ဗီဒီယိုမှာပေါ်လာရင်လည်းပြန်ဆောင်ကြပါစို့ဗျာ